အားလုံးပဲမင်္ဂလာပါ sharing မိုင်စဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် PJ to PV တွေမချိန်ပေးသေးဘူးတရားဝင်မချိန်ပေးသေးဘူးဘယ်ရုံးမှလည်းမချိန်ပေးသေးဘူးစာအုပ်ကရောချိန်ပြီးရင်တကယ်ရောထွက်မှာလားအဲ့ဒီ comment အနေနဲ့အတူလာမေးနေတဲ့လူတွေကအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ချိန်လို့မရတဲ့အချိန်ခါတော့ကလည်းကျွန်တော်ချိန်လို့မရအောင်ဆိုတဲ့အကြောင်းပြောပြပေးခဲ့တယ်ချိန်လို့ရပြီဆိုတဲ့အကြောင်းကိုလည်းတရားဝင်ချိန်လို့ရပါပြီဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တင်ပေးခဲ့တယ်ဒါကိုမယုံသေးတဲ့လူတွေအများကြီးရှိတယ်မယုံသေးလို့မချိန်သေးတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒီကမှကျွန်တော်ကိုယုံပြီးတော့ချိန်သွားတဲ့လူကတော့ပထမဦးဆုံးချိန်လိုက်တဲ့အတုပ်မှာနေဒီနေ့ပဲစာအုပ်တကယ်ထွက်ပြီပေါ့နော်ကျွန်တော်ပြောတယ်လေလက်မှတ်အသွားပြန်ပြမယ်ဆိုရင်9နှစ်ရမယ်လေလက်မှတ်အသွားပြန်မပြဘူးဆိုရင်စာအုပ်တစ်နှစ်တကယ်ထွက်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြခဲ့တယ်တချို့မယုံတာလည်းရှိတယ်ပေါ့နော်ယုံတဲ့လူတွေကတော့အမြဲဒီမှာကျွန်တော်ဒီမှာစားပစ်လာအပ်ကြတယ်ပေါ့နော်အဲ့တော့မယုံတဲ့လူတွေကျွန်တော်တခုပြောပြပေးမယ်အခုဒီမှာပါဒါကကျွန်တော်ချိန်မိလိုက်တဲ့ client ဒီနေ့ပဲ passport ရုံးမှာတွားထုတ်လာတာပဲဖြစ်ပါတယ်ရန်ကုန် passport ရုံးမှာဒီနေ့ပဲထုတ်လာတာဖြစ်တဲ့စာအုပ်တန်းတစ်နှစ်ရပါတယ်စာအုပ်တန်းတစ်နှစ်ရပါတယ်ဒီ2025အောက်တိုဘာကနေ2026အောက်တိုဘာထိတစ်နှစ်ရပါတယ်9နှစ်သမားတွေလည်းထွက်နေပါပြီအဲ့တော့ကျွန်တော်သိအောင်ပြောပြပေးချင်တာကတကယ်စာအုပ်ထွက်ပါတယ်သတင်းတွေကြော်ညာစာတွေတရားဝင်စာတွေထွက်မှချိန်လို့ရတယ်ဆိုတာမဟုတ်ဘူးเนาะကျွန်တော်တရားဝင်ချိန်လို့ရပြီဆိုတဲ့ဟာကိုကျွန်တော်ဗီဒီယိုတင်ပေးထားတယ်ကျွန်တော်ကတေးကြတယ်ဆိုမှပဲလုပ်တယ်ကျွန်တော်ပေကိုလည်းဒီ passport နဲ့ပတ်သက်ပြီး PJ to PV ချိန်ဖို့လာမေးတဲ့လူလည်းရှိသလိုမယုံမဲနဲ့စာအုပ်မထွက်ဘဲနဲ့တကယ်ရောထွက်လို့လားဆိုပြီးတော့လာမေးနေတဲ့လူတွေလည်းအများကြီးပဲပေါ့နော်အဲ့တော့မနှက်ဖြန်ဆိုရင်လည်းကျွန်တော်ဒီမှာချိန်ထားတဲ့လူတွေစာအုပ်သွားထုတ်ဖို့ရှိပါတယ်မနှက်ဖြန်မှမဟုတ်ဘူးနောက်နေ့တွေမှာ appointment ရပြီးစာအုပ်ထုတ်ကမဲ့လူတွေအများကြီးရှိပါတယ်အဲ့တော့ဒီတစ်ခုကတော့တက်တည်ပဲပေါ့နော်ဒါကတော့ဒီနေ့ပထမအဆုံးစာအုပ်ထုတ်လိုက်တဲ့လူပဲ9နှစ်ရတဲ့လူလည်းရှိတယ်10နှစ်ရတဲ့လူလည်းရှိတယ်အဲ့တော့ J2B ချိန်မှုပြီးလက်ထဲမှာ PJ ကင်လာပြီးဘာအောင်ဆောင်ကိုင်းနေမှာလဲပေါ့နော်တကယ်ချိန်လို့ရနေပြီဆိုတာကိုကျွန်တော်ဒါအတီးလင်းပြောပြပေးတာအဲ့တော့လက်ထဲမှာ PJ ကင်ထားတယ်ဆိုရင်ချိန်နေတယ်ဆိုရင်လက်ရှိအခွင့်အရေးရနေတော့မှချိန်မှာကျွန်တော်အကုန်လုံးအာမခံပြီးလုပ်ပေးတယ်အဲ့တော့ကျွန်တော်ရဲ့ TikTok မှာလာမေးလို့လည်းရတယ်လို့ကျွန်တော်အခု TikTok ရဲ့ profile မှာကျွန်တော်ရဲ့ page နဲ့ကျွန်တော်ရဲ့ personal account ဓာတ်ပုံတင်မိထားတယ်အဲ့ဒီရဲ့အခုဒီ page ကိုလည်းတိုက်ရိုက်ဆက်သွယ်ပြီးတော့လာမေးမြန်းနိုင်တယ်နေ့စဉ် PJ to PV တွေကိုရန်ကုန် passport ရုံမှာကျွန်တော်အကုန်လုံးလိုက်ဆောင်ရွက်ပေးပြီးတော့ချိန်ပေးနေပါတယ်အဲ့တော့ချိန်ညင်တဲ့လူရှိလို့ရှိရင်ကျွန်တော်ကို page မှာလာရောက်ဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ